ကြောင်းကျဲ အမဲလေးရီးသားတာဟိုတဲ့ချီအိတ်ခဲစွတ်ထားရတယ် ဟိုလက်အိတ် လက်အိတ် ကျောင်းတောင်ပိတ်တော့မှာပဲနော်မင်းပြောထားတဲ့စကားလေးတွေကိုမှတ်ထားတော့မဲတဲ့ဘာမြင်ပြောတယ်နဲ့အဲ့ဒါ ဟိုစထဲမှာရေးပေးလိုက်တယ်ငါယောက်ျားလေးတယောက်လိုနေတာလို့သိမလားငါအနည်းကိုပြန်ကြိုက်လိုက်လို့ရှိရင်ဘယ်ကောင်းမှာတော့လို့ယောက်ျားလေးတယောက်လိုနေတယ်လူတွေကလွယ်လွယ်နဲ့ပြန်ကြိုက်တယ်ဆိုတာ မင်းရောတဲ့မှတ်ထားတယ်မလားတဲ့ ခန်းလေအဲ့လောက်ကြီး တီးရမယ်နော်တဲ့ ဟဲဟူဟူရပြတဲ့ မင်းလက်မှာရေးပေးခဲ့တာလေးတဲ့ တက်တူးတွေပေါ့ ဆိုတဲ့ကလနဲ့17ရက်တောင်ရှိသွားပြီ ဟုတ် အချိန်တွေညံပြီနဲ့တဲ့ဟာလဲဟဲ့အဲ့နှစ်လေးကိုတဲ့အခုဒီတတိယနေတုံးပဲရတာဟာ အဲ့ဒါပြီးသွားပြီလား တပိုက်အဲ့ဒါတပိုက်ဒါတပိုက် ဘောခွဲမှုတာပဲရီးစားတာတွေကြည့်ရပါ ဟောနေယူရပေါ့ အများကြီးမရေးနိုင်လို့နမ ဟုတ် ပေါ့ တယ်လေယူရဲဆိုတော့ဒီလိုအဲ့လိုမယူပါဘူးမေရဲ့ လို့ယူရလဲယူပုံယူနည်းလေးอ่ะ သူကတခြားတယောက်ပေးခိုင်းတာမဟုတ်ရိုင်းအဲ့ဒီ ပေးပုံပေးနည်းကြီးရော အဲ့ဒီပေးတာ မာတဲ့ဟာကိုတဲ့ကိုပြီးတဲ့တိုင်နားထောင်ပါမယ်တဲ့ ဘာတွေမာတာလဲ ပြောင်းလဲတာလေ တဲ့တန်ပြန်လာမဲ့ဗာလဲဟာ တန်ပြန်လာမဲ့ချစ်တယ် မိစီကချစ်ချင်းကိုလဲတဲ့တောက်ဖို့တဲ့ကိုဝင်မလေးပါဘူးအဲ့ဒါဒီစာဖတ်ပြီးတော့ဘယ်လိုနေရ ဒီမလေးပါဆိုမေရဲ့စိတ်ကြတက်ပဲနည်းနည်းတော့ပြုံးမိမှာပဲလေဟိုလေးပါတော့လိုက်မိမှာပဲအဲ့ဒါကျတော့မေ ဒီ ရဲ့ ကုန်တာပေါ့ ဒီကုန်းနဲ့ရေးတော့လေဘယ်ဟုတ်ပါမလဲသူကအဲ့ဒါလေးနည်းနည်းကြည့်စရာလေးရေးထားတော့ကိုကရုပ်တရက်ပြုံးမိတော့ပြော ဒါပြများတဲ့ဟာဖြစ်တယ်မလား ဟုတ်တယ်လား အေးမင်းပြောထားတာတွေရတယ်မှန်ပါတယ်တဲ့မင်းဘက်ကိုလည်းတဲ့အရန်ကိုတွေးကြည့်မိတယ်ကိုเจ้าနဲ့မင်းပြောဆိုခံမှာမလိုလားဘူးလေ အမေအမေ လက်မှာရေးပေးတယ်ဆိုတာကတဲ့ပါဇက်ကလုံးဝမပြောရဲဘူးတဲ့အဲ့ဒါကြောင့် လက်မှာဗာရေးပေးတယ် ကိုမင်းကိုချစ် လွယ်တယ်လို့မပြော တက်တူးလား ကွာ ဟုတ်ပါဘူးဖွင့်ပြောတာ မင်းကယောက်ျားလေးလို့နေပေမဲ့တဲ့ကို့အတွက်ချစ်စရာလေးပါမင်းရဲ့အပြုမှုလေးတွေတဲ့ကြောင်းကန်းထဲမှာနေတဲ့ပုံစံလေးတွေကကို့အတွက်သဘောကျကျင်စရာလေးတွေမို့တဲ့မင်းနဲ့လူပြောခံရအောင်မလုပ်ရပါဘူး အမေကောင်းလိုက်လား တဲ့ကိုချစ်တဲ့သူကိုစောင့်ရတာပဲဒါပေမဲ့တဲ့ကိုစောင့်နေချိန်အတွင်းမှာတဲ့ကိုအတွက်တဲ့ဟောကိုအတွက်ပဲတဲ့စဉ်းစားပေးစီခြင်းနဲ့တဲ့ ဝေါ ကြောင်မထားတော့ဘူးသွားကိုချစ်ကိုတဲ့ပြင်မပြူရင်တဲ့ကိုအတွက်ပဲစဉ်းစားပါနော် အဲ့လေ အဲ့တလူစောင့်